ခုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့ drone တွေကိုဘုံသီးချဖို့တက်ပဲလို့ထင်နေတော့မဲလားပြန်စဉ်းစားကြည့်ပါဦးတရုတ်ပုဂ္ဂလိကကုမ္ပဏီတစ်ခုဟာမော်တာကြီးပြစ်ခတ်နိုင်စွမ်းရှိတဲ့ drone တစ်စင်းဖြစ်တဲ့ Haifuku ဖားဖောင်းကားလို့ခေါ်တဲ့အောင်မြင်စွာ drone တစ်ခုကိုတိစောက်ခဲ့တာဖြစ်ပါတယ်ကုန်ကျစရိတ်ကတက်တာပြီးလျင်မြန်လာတဲ့တိုက်ခိုက်ရေးမစ်ရှင်တွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ခါကြစ်လက်လာတဲ့ပုံသဏ္ဍာန်ထဲမှာအရှိန်အဟုန်ဖြက်လက်မှုနဲ့တိကျမှုတွေကိုအတူတကွပေါင်းစပ်ပေးထားတာမျိုးပါ၎င်းဟာတနအီကို120ကီလိုမီတာအထိအရှိန်နှုန်းနဲ့မြင့်တင်နိုင်ပြီးတုံညကနေတနအီကီလိုမီတာ100အချိန်နှုန်းစီတို့ရောက်ရှိဖို့အတွက်သုံးစွဲရမယ့်အချိန်ဟာသုံးစွဲသူအတွက်3စက္ကန့်မျှသာလိုအပ်တာဖြစ်ပါတယ်၎င်းအပြင်တန်ချက်ကရင်တွေကိုလည်းအပေါ်စီးကနေတိုက်ခိုက်နိုင်ဖို့အတွက်60မီလီမီတာမော်တာကြီးအမြောက်များကိုလည်းတည်ဆောင်သွားနိုင်စွမ်းရှိနေပါတယ်လေလူထဲမှာတင်ပေါက်ကွဲစေတတ်တဲ့စနစ်တကျပြုပြင်ဖန်တီးမှုတွေရဲ့၎င်းရဲ့ပေါက်ကွဲမှုအတိုင်းဝိုင်းကိုပုံမူကျပြန့်သွားစေတာကြောင့်ငြိမ်သက်နေတဲ့ပန်းတိုင်တွေရောလှုပ်ရှားနေတဲ့ပန်းတိုင်တွေကိုပါအောင်မြင်စွာတိုက်ခတ်ဖြည့်ဖြက်နိုင်တာမျိုးပါပုံမူအဆင့်မြင့်နေထားတဲ့ဘားရှင်းတွေမှာဆိုရင်တော့တည်ဆောင်နိုင်စွမ်းရှိတဲ့အလေးချိန်ပမာဏနဲ့ကြံတန်းနိုင်မဲ့အမြင့်ပေတို့ကိုပုံမူတိုးမြင့်ပေးထားတော့လဲထွက်ပေါ်လာမဲ့အတန်လိုင်းနဲ့အနီအောက်ရောင်ကြီးလိုင်းတို့ကိုထွက်ရှိမှုနှုန်းတို့ကတော့အနေဆုံးအဆင့်မှာပဲရှိနေအောင်ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။လျှက်စစ်စွမ်းအင်သုံးတွန်းကန်စနစ်ကနေတဆင့်အော်ပရေတာတွေအနေနဲ့တပြိုင်တည်းတိုက်ခိုက်မှုတွေပြုလုပ်နိုင်ဖို့အတွက် drone အုပ်စုကြီးကိုစနစ်တကျပူးပေါင်းညှိနှိုင်းမောင်းနှင်ကြတာဖြစ်ပြီးဒါဟာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစနစ်တွေကခေတ်သစ်စစ်မြေပြင်ရဲ့ကုညီထောက်ပံ့မှုတွေကိုဘယ်လိုမျိုးအသွင်ကူးပြောင်းပေးနေတယ်လဲဆိုတာကိုထင်ထင်ရှားရှားပြသနေတာမျိုးပါ။ဒါဟာပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ကာကွယ်ရေးကဏ္ဍဆိုင်ရာစနစ်တီထွင်မှုတွေရဲ့ပင်မမောင်းနှင်အားကြီးတွေဖြစ်လာနေပြီဆိုတဲ့အချက်ကိုကောင်းမွန်စွာပေါ်လင်းစေတာဖြစ်ပါတယ်။